Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ surprise ပေါ့နော်ကို surprise တိုက်တာပါဘာလေးလဲဆိုတော့တတ iPhone 17ပါ iPhone 17 unboxing လုပ်ပါမယ်ဒီရောင်လေးပါတရင်ကျွတ်မှာကိုကြော်တာပေါ့နော်စပြီးတော့ခွာပါမယ် first date မှာပေါင်းမိချွတ်ရတယ်လို့ပဲပေါ့နော်အရင်ခုန်နေပါပြီဝါအကြောင်းလေးရန်ချစ်စရာကောင်းတယ်showroom မှာသွားကြည့်တော့မရခဲ့ဘူးပေါ့နော်ဒီရောင်လေးကိုအဲ့ဒါ showroom မှာပဲအဲ့နေရာသွားကြည့်ကြရ pre-order တင်ခဲ့တာ14ရက်နေ့ရောက်မယ်ဆိုပြီးတော့ဒီနေ့ရောက်လာရပေါ့နော်စောပြီးတော့ခါပါပြီ iPhone ကတော့ iPhone မှာပဲလူကျင်တာလေးရတော့အရန်ပျော်နေရပေါ့နော်အရောင်လေးကအရန်ချစ်စရာကောင်းပြီးတော့လက်ထဲအောင်မချချင်ဘူးဒီရောင်လေးရွေးချယ်လိုက်တာအရန်မှန်တယ်ပေါ့နော်ကိုရွေးချယ်မှုမှန်ကန်တယ်လို့ခံစားရတယ်အရန်ကြိုက်ပါတယ်ပါဝါပွင့်မှုအရန်ဆောက်ရတယ်ပေါ့နော်စိတ်မရှိဘူးဖြစ်နေတာပွင့်ပါပြီ Hello Hello မျိုးစုံလောက်တော့ပါမယ်ဘာသာပေါင်းစုံနဲ့ပေါ့နော်အဲ့ဒါကိုဒီတိုင်းထိုင်ကြည့်နေရ switch လိုက်လို့ရတာ哦အရန်နေပေါ့နော်အခုမှ iPhone စသုံးဖို့တဲ့ပုံစံမျိုးနဲ့အမှန်စပြီးတော့ကလီပါပြီဟိုဘက်ဖုန်းထဲက data တွေကိုဒီဘက်ကိုပြန်ကူရမှာအရန်ကြာကြီးစောက်အောင်ပါပေါ့နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကင်မရာဆန်းနေလိုချင်တာရလို့အရန်ပျော်နေတဲ့ကောင်လေးပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တတ